တွေးလွန်တဲ့သူတွေဒီဗီဒီယိုကိုကြည့်ပါကြော်သွားရင်တော့နောက်လာရသွားနေပဲကျွန်တော်ဘယ်ကိုမေးမယ်ကျဲစိတ်ထဲကအတိုင်းအမှန်တိုင်းဖြေကြည့်ပါတင်ဘာကြောင့်အတွေးလွန်နေတာလဲမိသားစုကြောင့်လားတငယ်ချင်းတွေကြောင့်လားတင်ချစ်ရတဲ့သူတွေကြောင့်လားပါဝဲကျင်ကြောင့်လားအတွေးလွန်တယ်ဆိုတာတင်ကိုယ်တိုင်ကြောင့်ပါတင်စိတ်ကိုတင်ပိုင်ပါတယ်ဘသူကမှတင်စိတ်ကိုမပိုင်နိုင်ပါဘူးတင်စိတ်ကိုစိတ်ညစ်အောင်လုပ်လို့မရပါဘူးစိတ်ကိုရအောင်ထိန်းချုပ်ပါအတွေးလွန်နေရင်ချိကိုက်သူကကိုပါပဲအလုပ်ဆရာရှိရဲ့အလုပ်တွေမပြီးသေးဘူးဖြစ်ချင်တာတွေမဖြစ်ဘူးအရာအားလုံးကကိုယ်စိတ်တိုင်းကြဖြစ်မလာဘူးတင်ကအတွေးလွန်ပြီးအရာအားလုံးကိုအပြစ်တင်နေတာပါဘလောက်ထိစူးစမ်းဘူးလဲအချိန်တွေဖြုံးနေတော့လားတင်ဘဝပြောင်းလဲလာအောင်တော့ပူလားတဲ့စိတ်ထန်ကအခြားသူတွေအတွက်အရေးပါနေတော့လားတင့်ကိုတင်အရင်မေးကြည့်ပါတဲ့မိဘနှစ်ပါးကိုတင့်တောင်းတင့်တယ်ထားနိုင်လားတင်လိုချင်တဲ့ဘဝမျိုးကိုတင်ရပြီလားဒီနေ့ကစပြီးတော့အတွေးလွန်တာတွေရပ်လိုက်ပါအတွေးလွန်တာကတင်ဘဝကိုမပြောင်းလဲပေးနိုင်ပါဘူးတင်ဘဝကိုအောက်ဆုံးထိဆွဲချသွားမှာပါ social media ရဲ့အသုံးပြုခြင်းကိုကန့်သတ်ပါအတွေးလွန်နေချက်ချင်းလှုပ်ရှားရှိတာတွေထားလို့ပါတင်ပေါ်မကောင်းတဲ့သူတွေပေါ်တင်ကောင်းเสียမလိုပါဘူးစိတ်ဒုက္ခပေးတဲ့အချက်မျိုးကရှောင်ပါငါမလုံးနိုင်ဘူးဆိုတာကိုလိမ့်နေတာပါစားလို့ပါမကြောက်ပါနဲ့ကြောက်ရင်နှစ်ခါရှုံးပါတယ်မိတ်ဆွေတို့အတွေးလွန်နေတာကိုရက်ပြစ်ချင်တယ်ဆိုရင်တော့အတွေးလွန်တာကိုဘယ်လိုထိချုပ်ရမလဲဆိုတာကိုထပ်ပြီးတော့သိကျင်တယ်ဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုလေးကိုအပေါင်းနှိပ်ထားပါဗီဒီယိုလေးဆက်လက်တင်ပေးသွားပါမယ်